Okay မင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်ဒီကနေ့မှာကျွန်တော် file IO အကြောင်းလေးကိုမိတ်ဆက်ခဲ့ Okay ဒီတစ်ခါမှာကျွန်တော်တို့ Python မှာဘယ်လို file IO file ကို import output ဘယ်လိုလုပ်မှာလဲဘယ်လိုသိမ်းမှာလဲ data တွေ file ဆိုတဲ့ data ပဲ file နဲ့မှာကျွန်တော်ဘာတွေရှိရလဲ data တွေရှိတာဟုတ် Okay ကြည့်မယ်ကျွန်တော်တို့ Python ရဲ့ built-in function ဘာလဲဆို open function အရင်ဆုံးလေ့လာရတယ် Okay OP ရင် open HEMP sorry have dir နဲ့သွားလိုက်တာ dir open function ကြည့် Okay တွေ့ကြည့် dir ရဲ့ open function ကိုတစ်ချက်ကြည့်လိုက်တော့ဒီကောင်ဒီဘာလို့လုပ်တာလဲဒါတော့သူ့ရဲ့ doc တကယ်တော့ doc လေးဆက်ဖတ်ရမယ်ဟာဒီ open function ဘာလို့ open function လုံးရင် file ကိုဖွင့်ပေးတာ file ဖွင့်နေဆိုတာတဲ့ file input output လုပ်ဖို့အတွက်လမ်းကြောင်းဘာလို့ပြလိုက်တာလဲဖွင့်ပေးလိုက်တာ Okay ကဲပြောနေကြပြောလေး short ပဲလုံးလေးနဲ့သိကြ Okay မလားကဲတော့ file file ကျွန်တော်သိယူလိုက်မယ် file သိတော့ new ဒီကောင်စေးမယ်ကျွန်တော်ဟာလေး folder လေးတစ်ခုလောက်ထားတယ်ဗျာအဲ့ဒါကကျွန်တော် my document တွေငါ computer programming basic ဆိုတဲ့ကျွန်တော်ရဲ့သင်ခန်းစာတွေမှာ Python လေ့ကျင့်ခန်းတွေတင်ပါမှာကျွန်တော် file IO ကဒါနှစ် file လောက်ထားပထမ file ကဒီတိုင်းကျွန်တော်ရေးပြီးတော့စမ်းသပ်ထားတဲ့ file ဒုတိယ file ကျွန်တော် exercise လုပ်မယ် file အဲ့ထဲကိုကျွန်တော်ထည့်လိုက်မယ်အဲ့ထဲကိုကျွန်တော်ဘာလုပ်မလဲဆို file access လုပ်ပဲပေးလိုက်မယ်နော် file access file access ဆိုရဲ exercise နာမည်လေးနဲ့ကျွန်တော်ဘာလုပ်လိုက်ပြီးတော့ .p1 ဆိုတဲ့ file လေးစေးလိုက်ကြည့်ဒီတော့ကျွန်တော်တို့လိုရတဲ့ file လေးကဲမြေကြီးကကျွန်တော် open function လို့နာမည်ဆက်ပေးဦးမယ်ကြည့်မယ် open function ဒီ parameter နှစ်ခုလိုတယ် Python open function parameter နှစ်ခုလိုခုဘာတွေလိုရလဲဆိုတော့ရှေ့မှာပြောခဲ့လို့ပဲ file တစ်ခုဖတ်ဖို့တော့လိုရတဲ့ file ပတ်လမ်းကြောင်းနဲ့ file name ပေါ့အဓိကလိုရ file name ဒီကျွန်တော်တို့ဘာကြည့်ဗျာfile name ဒီကျွန်တော်တက်ပြောချင်တာဒါဆို file access ဆိုတဲ့က file အဲ့ဒါကိုကျွန်တော်လမ်းကြောင်းနဲ့တွဲကြည့်တွဲကြည့် C user ချမ်းမင်းအောင် document programming basis Python ဆိုတဲ့ folder တွေက file IO Python folder ထဲမှာနောက်တော့ folder တစ်ခု directory တစ်ခု file IO.exercise ဟုတ်လား folder တွေကိုကျွန်တော်တို့ဘာလို့ခေါ်ဒီအထိမှကျွန်တော်တို့ directory လို့ခေါ်တာ file နဲ့ directory နဲ့ကွဲပေးတယ်နော်ဒါဆိုတော့ folder လေးတွေအကုန်လုံး directory folder ပေါ့ဒါတော့ပုံမှန်ခေါ်နေကြဆိုတော့ folder လေးတွေ file folder လေးဒီအထိပါတော့ folder လေး sorry directory လေးဒီ directory အောက်မှာကျွန်တော်ဘာရှိလဲ file မျိုးစားအနေနဲ့ .py ဆိုတဲ့ file ရှိတယ်အဲ့ဒီ .py ရဲ့ file မျိုးစားရဲ့နာမည်ပါလဲ file access.py ဆိုတဲ့ဘာလေးရှိတော့ file လေးရှိဒီဒီမှာ file ဟုတ်လားဒီ file နဲ့ကိုကျွန်တော်တို့ one sentence ဖွင့်လိုက်တယ်ဆိုဒီ file နဲ့ကိုရေးထားတဲ့ဟာတွေရမှာပါလို့ data ကဲဆိုတော့ computer knowledge တခုရ data တွေကိုပဲထည့်သိ file နဲ့သိအဲကြောင့် file IO ဆိုတာတကယ် data input output ပဲ okay မလားဒါအခြေခံပဲတော့အဲ့ကျဲချက်ပြီးတော့မြင်လိုက် cloud တွေ website တွေ server တွေကြည့်မြင်လိုက် server တွေမှာလည်းကျွန်တော်တို့ဗာလေးသိ data တွေသိကျွန်တော်တို့ Facebook မှာရေးထားတဲ့ post တွေပဲမှာရှိ Facebook ရဲ့ data center မှာရှိဒါပဲအဲ့ဒါကိုလမ်းပြီး access လုပ်ရင်သူ့ရဲ့လမ်းကြောင်းနဲ့ကျွန်တော်တို့ internet protocol နဲ့သွားမှာပေါ့ဒီမှာတော့ကျွန်တော်တို့ file protocol ကိုယ့်ရဲ့local file ပဲရှိရလေဒါသူ့ရဲ့ protocol ပဲလောလောဆယ် file access ဆိုတဲ့ .py file ရှိနေတဲ့ကောင်လိပ်စာပဲဟုတ်လားကျွန်တော်တို့ကလိပ်စာခဏလိပ်စာကိစ္စမပြောသေးဘူးတော့ဒီ open function အကြောင်းပြန်ပြောမယ် open function ဒီ parameter နှစ်ခုလိုတယ်အနည်းဆုံးဟုတ်လားအနည်းဆုံးတစ်ခုလေအဲ့ဒါဘာလဲဆိုပထမတစ်ချက် file name သိရမယ် file name နဲ့ or file လမ်းကြောင်းတွဲရ file name သိတဲ့လည်းရတယ် file လမ်းကြောင်းတွဲရ file name ပြီးနောက်တစ်ချက်ကဘာလဲဆို mode ဟုတ်လားဒီဖွင့်တဲ့ file ဟုတ်မလားဒီဖွင့်တဲ့ file ကိုကျွန်တော်တို့ reload နေရတဲ့ file name တွေတော့ read တော့ဒီ mode အကုန်လုံးဒီ string parameter နှစ်ခုလုံးယူမယ်ဘာ parameter လဲဆို string parameter နှစ်ခုလုံးယူမယ်အဲ့ဆိုတော့ဒါဆို read r ဆိုရင်ဘာလို့ read and ပါဆိုsingle quotation နဲ့မှာ r ဆိုရင် r လေးထည့်လိုက်တော့သူဘာဖြစ်မလဲ read အမျိုးအစားနဲ့ထုတ်ဖွင့်တယ်ဒါဆိုရင် w ဆိုရင် write အမျိုးအစားနဲ့ဖွင့်တယ် a ဆိုရင် append dash အမျိုးအစားနဲ့ဖွင့်မယ် file ကိုကျွန်တော်တို့ကဆက်ထည့်မယ် r plus ဆိုရင်လည်းပဲအရင်ဆုံး read မယ်နောက်တစ်ခုပါ write w plus ဆိုရင် write ပြီးမှ read မတူဘူးနော် r plus w plus ဘယ်လိုတော့နှစ်ခုလုံးက read write ပဲဒါပေမဲ့ write ပြီး read ပြီး write တာနဲ့ write ပြီး read တာမလို့ဒီ parameter လေးကျွန်တော်တို့မှတ်တာပြီးတော့ a plus ဆိုလည်းလို့ opens or creates or when I will create a dash file to read from the write to as another file အဲ့ဒါသူတို့ parameter ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လေလက်တွေ့သုံးမှနားလည်မယ်ဒီတိုင်းတော့နားမလည်ပါ a plus ဆိုတော့ computer ရဲ့ plus လည်းဖြစ်မဟုတ်တော့ဒါ parameter ရဲ့သဘောတရား a plus လေဒါသူကိုယ်တိုင်လုပ်ထားတဲ့ထွင်ထားရတယ် okay နောက်တစ်ခု b တွေ b plus တွေရှိတယ် b ဆိုတာလည်းဒီ list ထဲမှာကျွန်တော်ထည့်မယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ခုပြနမူနာများသောအားဖြင့် b ဆိုဟုတ်တယ်ဟလား test file တွေနမူနာပြတကယ် read write ရတာကျွန်တော်ဘာ file တွေရှိတော့ audio file တွေ video file တွေ game file တွေအများကြီးရှိတယ်အဲ့လို file တွေじゃဘာအနေနဲ့ဖတ်လဲဆို binary အနေနဲ့ဖတ်တယ်အဲ့ကြောင့်ကျွန်တော်တို့က b ဆိုတာလေးလည်းရှိတယ်ဆိုတာကိုမှတ်ထားပဲ video file ဘယ်လိုဖတ်လဲဆိုရင်
ကျွန်တော်ဒီသင်ခန်းစာကိုသင်ပြီးကိုယ်တိုင်လေ့လာသွားတယ်လေဟုတ်ကဲ့နော်ဟုတ်ပြီနောက်တစ်ခုကြည့်မယ် define open function ကိုကျွန်တော်သုံးလိုက်ပြီးဆိုရင် find object တခုရသွားပြီဆိုရင်ကျွန်တော်ဘာဖြစ်မလဲဆိုအဲဒီမှာ property လေးရှိတယ် name ဆိုရင် find ရဲ့ name ဟာ define ရဲ့နာမည်ပါလဲကျွန်တော်လှမ်းဖတ်လို့ရတယ် mode ဆိုရင် define ကိုဘာ mode နဲ့လောက်ထားတာလဲလှမ်းဖတ်လို့ရ close ဆိုရင် define ကဖွင့်ထားလားပိတ်ထားလားလှမ်းစစ်လို့ရဖွင့်ထားရင် true ပြန်မယ်ပိတ်ထားရင် close တက်ပိတ်ထားတာမှန်ရင် true ပြန်မယ်မဟုတ်ရင် false ပြန်ဒါပဲ readable writable ဟာ readable ဒီကောင် read လို့ရလား write လို့ရလား permission တွေဘာလောက်ထားလဲစစ်လို့ရ okay ဗျကဲ okay ကျွန်တော်တို့စရေးလိုက်မယ်ဗျဟုတ်လားကျွန်တော် .py file လောက်ထားတဲ့ကို open နဲ့ဆိုင်ကဲ open function ဒီခုနက parameter နှစ်ခုလိုတယ်လို့ပြီးတော့ तू ဘာကို return ပြန် file object ကို return တယ်အဲကျွန်တော်တို့က तू ပြန်လာတဲ့ဟာကိုကျွန်တော်လက်ခံဖို့အတွက် file and file ဆိုပြီးတော့ name လေးတစ်ခုနဲ့ပေးတယ် open ကို space နဲ့ဟုတ်လား open open ဒါသူ့ရဲ့ built-in function တွေ तू ပြတယ်ကို space နဲ့လိုက်တာလေနော် open open ကဲကျွန်တော်မြေးဘက်နဲ့တက်တက်ဒီတိုင်းလုပ်ပြ open ဒါဒီကျွန်တော်တို့ open function လုပ်လိုက်တာနဲ့ तू automatic open function ဒီလိုမလုပ်ခင်ခဏနေဟောဒီထဲမှာတော့သူကနာမည်ပဲပြတယ်ခဏလေးဒီ share တဲ့ကိုတစ်ချက်သွားကြည့်ကျွန်တော်ပြမယ်နော် file file equal open open ဟောဒီလိုလုပ်လိုက်တာနဲ့ဒီ share ထဲမှာဆိုဒီလိုပြအဲ့ဒီမှာ parameter တွေအများကြီးလိုတယ်တွေ့လားပထမဆုံး file နဲ့တွေ့လားနောက်တစ်ခု mode အစဉ်တိုင်းတော့ parameter တွေအစဉ်တိုင်းထည့်ရတယ်နော်အစဉ်တိုင်းထည့်ရတာဆိုလို့ကျွန်တော်မခေါ်တော့သူဟာ data ကိုအနှံ့စားလို့ငါတော့ခုနပြောခဲ့တယ် RW တွေပါထည့်တယ်စားဒီကောင်ဒါ mode ကို parameter ထည့်နေရပဲငါ့ကိုဘာမုန်းတဲ့ဖုန်းလို့ပြောတယ် buffer memory ကိုဘယ်လိုလုပ်မှလဲဒီမှာလေသူ့ရဲ့ parameter မျိုးဆိုင် file mode buffer encode error new line close ft opener or parameter စုစုပေါင်းအပြည့်စုံထည့်မယ်ဆိုတော့ခုရှိတော့1 2 3 4 5 6 7 8အားလုံးကဘယ်နှခုရှိတော့10မျိုး parameter 10မျိုးပြည့်ဆိုရင်ဒါပေမဲ့ရှိတဲ့ parameter တွေအကုန်မထည့်လဲရတယ်သူဖန်တီးထားတဲ့ method create signature ပုံနော် open file and returns a string ဟောသူရဲ့လုံးဆောင်ချက်အဓိပ္ပာယ်ပါတယ် open file ကိုဖွင့်ပြီးတော့ return a string ဆိုအဲ object တစ်ခု return ပြန်တယ် write os error upon failure ဒီလိုမျိုးတစ်ခုတက်ပြဿနာတက်တဲ့ရေးတာသားတာတွေမမှန်ဘူးဆိုရင် os error တက်တယ်ဆိုလို့သူက documentation အတူကောပြောထားတယ်ကိုယ့်ကျွန်တော်တိုင်မှာဒါအောင်သုံး open function parameter တစ်ခုလိုတယ်မရှိမဖြစ်မလို့မဖြစ် parameter ပါလဲကျွန်တော်တို့ file name ဒီ file name ဒီနေရာမှာကျွန်တော်တို့ example example file မျိုးစားထည့်ရမယ်နော် txt တွေ့လားပထမ parameter ကိစ္စတော့ကျွန်တော်ပြီးသားဟာပြောဟောငါတို့ file လမ်းကြောင်းထည့်လို့မရငါတို့ဒီ file ကိုဒီတိုင်းထည့်လိုက်ဒီ file ဘယ်နေရာမှာသွားပြီးတော့ create လုပ်မှာလဲအားရနောက်မှာလားကြည့်မယ်ကျွန်တော်တစ်ခါလေးကြည့်လိုက်ရမယ်နော်နောက်တစ်ခု mode မှာ mode တွေပါထည့်တယ်အောင်လို့ကျွန်တော်တို့ဒီမှာကြည့်ဘာ mode နဲ့ဖွင့်မှာလဲလောလောဆယ်ကြည့်မယ် example.txt ဆိုတဲ့ file ကြီးကျွန်တော်တို့ဒီစပြီးတော့ create လို့မရှိတာကိုသွားဖတ်လို့မရဘူးလေ example.txt ဟာယူကျွန်တော် computer ထဲမှာမရှိဘဲနဲ့သွားဖိုင်အဲ့ဒါတက်အဲ့ကျွန်တော်တို့ဒီနေရာမှာတော့ဘာ mode နဲ့စဖတ်မှာright နဲ့အရင်ဆုံးစ right လိုက် example.txt ဆိုတဲ့ node file လေးကိုမြင်တနေရမှာသွားရေးလိုက်ပါဆိုပြီးကျွန်တော်တို့ခိုင်းလိုက်တယ်ခိုင်းပြီးတော့သူအဲ့ကောင်ဘယ်မှာ return ပြန်လဲ file မှာ return ပြန် okay ပြန်လာတဲ့ကောင်ကျွန်တော်တို့ဘာတွေစလုပ်လို့ရပြီလဲကြည့်မယ်ကျွန်တော် print function လေးနဲ့အကုန်ထိုးကြည့်မယ်သူ့ရဲ့ property လေးအရင်ဆုံးစစမ်းကြည့်မယ်ကျွန်တော်ဘာ mode နဲ့ဖွင့်လိုက်တော့ right mode နဲ့ရင်ဖွင့်မယ်နော်အရင်ဆုံး example.txt file ကိုကျွန်တော်အရင်ဆုံး create လုပ်လိုက်မလုပ်ခင်မှာကျွန်တော်တို့ဒါလေး print function လေးတွေကျွန်တော်ထုတ်ရမယ်အားပါလဲဆိုရင်name file name file file and name file name comma ဘာဖြစ်မလဲဆိုရင် file sorry ဒီ object ကိုပြန်သုံးမယ်နော် file find dot ဘာရှိလဲကြည့် find dot and name find dot name ဒါတစ်ချက်ဟုတ်ကဲ့ဒီ print ကိုပဲ copy ကူးမယ်ဒါနောက်တစ်ခုဘာကိုထုတ်ကြုံမလဲ mode ကိုထုတ်ကြုံမယ် grow with file mode mod mode ဘာ mode နဲ့ဖွင့်ဒီမှာကျွန်တော်တို့ဘာ mode နဲ့ဖွင့်တာw နဲ့ဖွင့်တာဟုတ် mod mode သူ့ကိုပြန်ထုတ်ကြည့်မယ်ဒီ file ဘာမျိုးစားနဲ့ဘယ်လိုလုပ်ထားတာလဲကျွန်တော်တို့ဘာလုပ်လို့ရလဲလမ်းပြီးတော့ sys လို့ရတယ်ဟုတ်ကဲ့နောက်တစ်ခု readable writable ထုတ်ကြည့်မယ် file readable readable ဟုတ်လားမဟုတ်ဘူးလားကြည့်မယ် readable ဟုတ်လားမဟုတ်ဘူးလားဆိုတော့ဘယ်လိုစစ်မလဲ find dots re သူဘာ return ပြန်ပါလဲ readable ဆိုရင် true ပြန်မယ်ဒီမှာကြည့်လေ read permission boolean value true or false ဒီကောင် read အောင်မယ် read လို့ရတယ်ဆိုရင် true ပြန်မယ်မဟုတ်ဘူး write အောင်မယ် write လို့ရတယ် false ပြန်မယ် rea သလုံးပေါင်းတော့မမားစီနဲ့ readable method နဲ့ကျွန်တော်ဘာလုပ်လိုက်လဲခေါ်လိုက်နောက်တစ်ခု group နောက်တစ်ခု file name ဒီ file ကိုကျွန်တော်ဘာလုပ်မလဲ writable writabl ဒါတော့ string ထုတ်တာနော် string ထုတ်တာနော်သတိထားဒီမှာ file တော့ပါတော့ writable writable နဲ့တော့လုပ်ဟုတ်တယ်ကဲဒီနေ့အားလုံးလေးခု close tag ကိုကျွန်တော်စစ်မယ် close tag ကိုတော့ကျွန်တော်သင်ထားတဲ့အတိုင်းနည်းနည်းစစ်ကြည့်မယ်ဗျာ
blue စစ်မှာလည်းနည်းနည်းလေးအကုန်လေးနဲ့စစ်ကြည့်မယ်โอเคမလားဟုတ်ပြီနော်ကျွန်တော် open fan ဟာဒီ close tab ကိုကြာအချင်းကျွန်တော်ဟွာလေးနဲ့စစ်မယ် method တွေတစ်ခုရေးလာမယ် df blow method တွေ blow သုံးလဲဆိုတော့ကျွန်တော်ပြချင်တယ်ဟုတ်နော်ဒီ df ကိုကျွန်တော်နှစ်ခါသုံးချင်တာဒီ function ကိုဘယ်နာမည်လေးပေးမလဲဆိုရင် gas status လို့ပေးလိုက် status status ဟုတ်နော် gas status မှာကျွန်တော်ဘာကိုပါလာမလဲ file ကိုပါလာမလဲကြားတဲ့နာမည်ပေးနော်ဒီမှာ f ဆိုတာကျွန်တော်ပြီးသလိုပေးလိုက်တာဟုတ်နော် file f ကြားသလိုပေးတော့ဘယ်လိုလေးလုပ်ချင်လဲ if if ကိုဒီညမှာသုံးပြမယ်ဘယ်လိုသုံးမှာလဲဟုတ်နော် if parenthesis ထည့်ထားလိုက် find of close tab cl scd close tab method ကိုကျွန်တော်သုံးနေပြီ scd close tab find of close tab ဒီဘာလို့ return ပြန်ပါလဲ file ပိတ်ထားတယ်ဆိုရင် true ပြန်မယ် file ဖွင့်ထားတယ်ဆို false ပြန်မယ်ကဲကျွန်တော်ဒီလိုစားလိုက်မယ်ဗျာ not equal နဲ့သုံးလိုက် find of close tab not equal ဘာလုပ်လဲ false 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 ဒိတ်ဘော်တစ်ချက်ကြည့်ဟုတ်နော်ဒိတ်ဘော်တစ်ချက်ကြည့်ပြီဒီမှာကအဲ့တော့ဘာခွင်းခတ်ထားလိုက်နော်ခွင်းခတ်ထားလိုက် f ခွင်းခတ်ထားလိုက်ရမတော်တော့ဟို theory နည်းနည်းပြောကြတယ်သူဒီ return ဒီနေရာမှာဆို close tab မှန်ခဲ့သည်ရှိတော့သူဒီဘာလုပ်မှာလဲ false ပြန်မှာ file ပိတ်ထားတယ်ဆို false ပြန်မှာ f ဆိုတော့ဆုံးမှာ false false ဟုတ်နော် false ပြန်မယ်file ဖွင့်ထားတယ်ဆိုရင်သူဒီပါ sorry file ပိတ်ထားတယ်ဆို true ပြန်မယ် file ပိတ်ထားတယ်ဆို false ပြန်မယ်ကျွန်တော် fd ပိုင်းသုံးမှာ fd လို့ကြည့်စလုံးမေ့ရမေ့ဘာလေးလို့ကြည့်နေโอเคမလားကြည့်ကြည့်မယ်နောက်တစ်ခုအဲ့လိုဖြစ်တယ်ဆိုရင်တော့ဘာလုပ်မလဲ fbrnd prints finally fine ဟုတ်ပြီနော်print နဲ့ထုတ်ပေးမလား return print မထုတ်နိုင်ပါတော့ return နဲ့ပဲသွားလိုက်မယ် return return ဘာပြန်မလဲဆိုရင် close ဆိုတဲ့ string လေးကိုပြန်မယ် return function ကိုတတိထားမယ် return function ရဲ့နောက်ကမလိုလားတာဖြစ်လာဟုတ်လား close က false ဖြစ်တယ်ဆိုတော့ ope ပြောင်းပြန်ဟို theory ပြောင်းပြန်တော့ ope and open ဟုတ်မလား ed ထဲတာ open dash okay မလားနောက်တစ်ခု encsအဲ့လိုမှမဟုတ်ဘူးဆိုရင်ဘာပြန်မလဲဆိုရင်return close tab clo scd close ပြောင်းပြန်တော့တတိထားကြည့်ဒီ method ဒီလေးပဲကြည့်လိုက် find of close tab ဒီလိုတော့ပိတ်ထားတယ်ဆိုရင် true ပြန်မယ်မပိတ်ထားဆိုရင် false ဒီမှာကျွန်တော်တို့ဒီလိုမျိုးပိတ်ထားခဲ့တယ်ဆို true ပြန်တယ်ဟုတ်လား true ပြန်တာဒီတော့ equal false ဟုတ်လား true ပြန်တာမဟုတ်ဘူးဆိုတာကဘာပြန်တာလဲဆိုရင်တို့ false ပြန်တာအဲအကြောင်းတို့ကပိတ်ထားတာမဟုတ်ဘူးဆိုတော့ဖွင့်ထားတာဟုတ်အဲ့ဒီဒိတ်ပဲအဲရှုပ်မနေနဲ့ဗျာတိုင်းလေးတာဖတ်ထားတာဟုတ်လား okay နောက်တစ်ခုဒီ method ကိုကျွန်တော်ပြန်သုံးမယ် print print ဘယ်လိုပြန်သုံးမှာလဲ find status oh sorry ဒီဟာနှစ်ခုဖြစ်နေတယ် finally find status find status ကိုကျွန်တော်ဗာနဲ့ထုံနေဆိုရင်ဒီဟာ get status ကိုပြန်သုံးမယ် gd get get status မဲ့မှာကျွန်တော်တို့ဘာလို့လိုလဲ find object ကိုလိုတဲ့ find object ကိုကျွန်တော်ဒီကနေထည့်လိုက် find and find ဒီ find object ကိုကျွန်တော်တို့ပြန်ထည့်ပြီး step ဒီ find ကိုကျွန်တော်တို့ဒီ code ထဲမှာကျွန်တော်တို့ ဓာတ်ရိုက်သွား step okay လားနောက်တစ်ခုကြည့်မယ်ဒီနေ့မှာကျွန်တော်တို့ finally find ဒါမပိတ်ခင်တစ်ချက်ပြီးရင်တော့ find တော့ဘာရှိသေးလဲဆိုရင် closc close ဆိုတဲ့ method ရှိသေးတယ် find dot close ဆိုဒီ find ကိုကျွန်တော်လုံးစုံလုပ်ငန်းစဉ်သုံးမှာနော် find ကိုကျွန်တော်တို့ write တယ် write ပြီးတော့သူ့ကိုစစ်စရာရှိရစစ်လုံးစရာရှိရလုံးဖတ်စရာရှိရဖတ်မယ်ဖတ်ပြီးတော့ဘာလုပ်ကြလဲ close ခဲ့ရမယ်ဟုတ်လား close ပြီးတဲ့အချိန်မှာနောက်တစ်ခုထပ်ထုတ်မယ် control c control v ဟုတ်ကဲ့ close ပြီးတဲ့အချိန်မှာ file state ဒီမှာဆို close ထားတာဖြစ်တယ်ဒီဘက်မှာ file ကို close တက်ပြန်မယ်ဒီမှာဆိုရင်မ close ထားတာဖြစ်တယ်တော့ဘာလို့ open dash လို့ပြန်ဖွင့်ရင်းတန်းလောက်ဒါ file close လုပ်ပြီးတဲ့အချိန်နေနဲ့ close မလုပ်ပြီးတဲ့အချိန်ကိုကျွန်တော်ဘာလုပ်ကြည့်မလဲစစ်ကြည့်မယ် okay နော် okay ကျွန်တော်ဒီကောင်းကို run မယ် run module okay save လိုက် oh ပြလား file မှာဖြစ်သွားရော run သွားပြီ okay ဒီတိုင်း run လို့မရဘူးကျွန်တော်ဟိုကုတ်နဲ့ဟိုနဲ့ date ပဲနဲ့ရှင်းပြအောင်အခြေခံလေးမလို့တခြားနားလည်အောင်လုပ်ပြီနော် file import out မခက်ဘူးရေ theory တိတိုင်းမခက်ဘူးဒါပိုင်တော့မှ file handle လုပ်ဖို့တယ်ဒီ import output ကိုကင်ဖို့တယ်ဘာဖွင့်ပြရ open ကိုဖွင့်ပြထားတယ်ဟုတ်လား open function သုံးပြတယ်ကျွန်တော်တို့တခြား language မှာဘယ်လိုသုံးပြလဲလေ့လာလို့ရတယ် IO framework တွေဟုတ်လား framework နဲ့သွားတာလားသူရဲ့ native language နဲ့သွားတာဒါဆို native language ပဲ
ဟုတ်လား okay ကြည့်မယ် file name example.dat ဟုတ်တယ်လေကျွန်တော် example.dat လုပ်လိုက်တာဟုတ် file mode w ဟုတ်တယ်လေကျွန်တော် w write mode နဲ့ဖွင့်လိုက်တာဟုတ် readable ဆိုတော့ဟုတ်တယ်လေ read လို့မှမရတာအကြောင်း for ပြန်တယ် writeable ဟုတ်တယ်ကျွန်တော် write လုပ်ထားတာတော့ write လို့ရတယ် write mode နဲ့ဖွင့်လာတာဟုတ်ပြီးတော့ file status closed that ဟို file status open that ပြောင်းမြန်ဖြစ်နေ sorry နော် file dot closed equal face ဆိုရင် close တဲ့ပြောင်းရင်တော့စာ control c control x ဖြတ်လာမယ် control v မပြင်းတော့ဒီကောင်ကျွန်တော် sorry ကျွန်တော်ပြောရင်းဆိုရင် theory လွဲသွားတာဟုတ်ပြီနော်ဟုတ်တယ်လေကျွန်တော်က table ကြည့်လိုက်ဟောဒီမှာ close ပြီးရင်တော့တကယ်ဆိုရင် close တက်ဖြစ်ရတယ် table ကြည့်လိုက် find out close တက်ဆိုရင်တော့ပိတ်ထားတယ်ဆိုသူကထူးပြန်မယ်မပိတ်ထားဘူးဆိုဒီထူးပြန်တာကိုကျွန်တော်တို့ကဟုတ်လား find out close တက်ထူးမပြန်ဘူးဆိုတာကျွန်တော်တို့ကဘာလုပ်ထားလဲဖွင့်ထားလို့လေဟုတ်ပြီ logical operator ပြောရင် batch ရှုံနေတယ်မယ်ထားလိုက်တော့ဒီမှာကြည့်လိုက်ဒီနေရာမှာကျွန်တော်တို့ဒီကောင်မဖွင့်ရသေးဘူးဟုတ်လားမပိတ်ရသေးတာဖြစ်တဲ့ final close တွေပါဖြစ်မှာလေဒီအနေနဲ့ဆိုတော့ပထမအကြောင်းမှာပါပြန် true ပြန်မှာ not equal for ဟုတ်လားရေးပုံရေးနေနဲ့ get ရှုံနေတာဟုတ် not equal false မဟုတ်ဘူးဆိုတာမှန်နေရဖြစ်တဲ့သူဒီ close tag ကို return ပြန်တယ်နောက်တစ်ခုက false ဟုတ်သွားတာဖြစ်တဲ့ပါနော် open tag ကို return တော့ဒါက logical လေးကိုနည်းနည်းဆန်းကျင်လို့ဒီမှာဆက်ထည့်လိုက်နော် okay ဒါစီတော့ fine reach right လိုက် okay right လိုက်တဲ့ example.stat ဘယ်ရောက်သွားလဲမိနစ်လေးတော့နည်းနည်းများတယ်ခဏလေးသိခံထားတော့မယ်နော်ဘယ်ရောက်သွားလဲကြည့်လိုက်ကျွန်တော်တို့ရဲ့file io exercise ဆိုရဲ file s တန်းထဲမှာဒီ file ရှိတဲ့ဒီ code file ရှိတဲ့ထဲမှာသူတန်းပြီးတော့ create လုပ်တာ .test file ဒီတော့ဘာ data ပါတော့မပါဘူးနောက်ကျမှကျွန်တော်တို့ဒီ data တွေကို write မယ် read မယ် write မယ် okay လား example.stat ပြရင်နော်အဲ့ဆိုတော့တစ်ခုကျွန်တော်မေးတော့ဟာတော့ဒါကို desktop ပေါ်လုပ်ချင်တယ်မရဘူးလားရတာပေါ့ဗျာ desktop ပေါ်လုပ်ချင်ရတာပါပဲဒါမှမဟုတ် desktop လမ်းကြောင်းကိုကျွန်တော်တို့သိရမယ် okay မလားကဲကျွန်တော်က desktop လမ်းကြောင်းကိုခဏဖွင့်မယ် desktop လမ်းကြောင်း show the desktop ကွန်ပျူတာတွေကိုဝင် desktop ကဘယ်လိုနေရာမှာလဲ desktop ကတကယ်ကြဒီမှာကြည့် user ဒီလိုသွားရမယ်နော်သူရဲ့လမ်းကြောင်းတော့မှန်နေ public ထဲမှာတော့ public desktop ဟုတ်ပြီဒီလိုလုံးလိုက်သူဒီလမ်းကြောင်းရ okay ကဲကျွန်တော် example.test ဆိုတဲ့ file ကိုကျွန်တော် desktop ပေါ်မှာလုပ်ချင်တယ်ဆိုဒီလမ်းကြောင်းကိုယူဒီရှေ့မှာကျွန်တော်ဗာထည့်မယ် control v ဟုတ်ပြီပြီးရင်တော့ backslash ဒါ windows ရဲ့ file system ရတော့ဒီပါတော့ backslash တော့လေတခြား window တွေမှာ linux တို့ပါဆို forward slash သုံးရင်သုံးမယ်Linux က directory ခွဲခြားတဲ့နေရာမှာပါတော့နော် backslash ကိုသုံးတယ်ဟုတ်မလားအဲဆို example.test file လေးတော့ဒီမှာရေးမယ်ကဲဒီမှာ error တစ်ခုတက်လိမ့်မယ်ကျွန်တော် run ကြည့်မယ်ဘာ error လဲကျွန်တော်ကိုပြောပေးဟုတ်တယ်လားဒီလို error တဲ့ဒီလို error ဘယ်လိုချင်နေတော့ဒီလို file လမ်းကြောင်းတွေဆိုများတော့ဘာသုံးရလဲ raw string ကိုသုံးရတယ်လို့ကျွန်တော်ပြော r လေးထည့်လိုက်ရှိရ okay control s ပြန်လို့ပြန် run ကြည့် error တက်သေးကြည့်လားကျွန်တော်အာမရေးလိုက်ခဏလေးဘာ error လဲကျွန်တော်တစ်ချက်ကြည့်ဟုတ်ပြီနော်ဘာ error လဲဆိုတော့ permission error လဲ permission denied တဲ့ဟုတ်လား dot example.test w permission denied နဲ့ကျွန်တော် code ကိုတစ်ချက်ပြန်စစ်မယ် error ကိုဆက်ဝင်နေတာလားကြည့်နော် raw string နဲ့ခံတဲ့ c user ဟုတ်ပြီ cancel တော့ဟဲ့အောင် desktop ပေါ်မှာရေးမရတာလားဟုတ်ကျွန်တော်အဲ့ဆိုငါတို့နည်းနည်းပြောင်းကြည့်မယ်ကွာ desktop မလုံးနဲ့ကွာ document နည်းနည်းသွားကြည့်မယ်ကွာ public document my document နဲ့သွားကြည့်မယ် my document ကတော့open that လာဟောရေးလို့ရ copy you ဟုတ်လား copy you ပြီးရင်တော့ကျွန်တော်တို့က C user နေရာကို paste လုပ် okay ကျွန်တော် document နဲ့ကိုရေးပြီနော် control s တစ်ချက်စိတ်နော်မစေဘဲတော့မလုံးနဲ့ run ဟာ run နေရ document ပုံမှာဖြစ်သွား run သွားတယ်အဲ့ဒါဒီလို error လေးပဲထားတယ် hello နေပိုင်းတော့ဒီမှာ desktop ကိုရေးမြရတာနေမှာခဏခေါ်လာလိုက်ခေါင်းမစားနဲ့နောက်ကျမှ AC ဒီမှာထပ်ဆင်းလာဟုတ်လားကဲ document ပေါ်တော့သူဘာဖြစ်သွားလဲရေးသွားတယ်ကဲရေးသွားတဲ့နေရာကိုကျွန်တော်တို့ကြည့်မယ် public document တွေ့လား public document တွေမှာ example.test ဆိုတဲ့ file တွေရောက်တယ်ဒါကိုကျွန်တော်တို့ပြောတာပထမဆုံး file လမ်းကြောင်းနဲ့ file name နဲ့အဲ့လိုတွဲထည့်လို့လည်းရတယ် file name ကြီးပဲလေထည့်လို့ရတယ်ဟုတ်ပြီနော်ကဲဆိုတော့ဒါလေးကိုဖြတ်လိုက်မယ်နော်ဖြတ်လိုက်မယ် delete ပြီးတော့ r လည်းဖြတ်လိုက်မယ်ဒီ season ရိုးရိုးလေးကျွန်တော်ကုတ်ဖိုင်ရှိတယ်ပဲ run လိုက် okay ကဲကျွန်တော်နောက်ထပ်တစ်ခေါက်သင်ခန်းစာမှာဘာတွေလုပ်မလဲဆိုတော့ reader တွေသွားမယ် file ထဲမှာရှိတဲ့ data test file တွေဘယ်လိုဖတ်မလဲဟုတ်တကြောင်ချင်းသွားမယ်ဒါလေးကိုရိုးရိုးလေးပါပဲ open function သုံးတာ open function အကြောင်းလေးနားလည်ရ okay မနော် okay thank you